getting my jeans. အဲ့ဒါအယောက်စုဒီပါကိုရတဲ့ရောက်ပါလား Okay. ဆော့စစ်ယူမယ် Sausage roll. ပုံမှန်တဲတို့ဟာအတွက်ကနောက်မှအေးသေးဝင်နေရတယ်လေဟိုနေ့စဉ်စားဖို့ grocery ကဟိုဟာပဲဝယ်မယ်လေပစ္စည်းပဲအော်ဦးတော့ကခောက်ဆွဲတွေ This one, yes. သူက miso base ဟောဒီချင်းစားတယ် စားတယ်60ဒီမှာကိုသားရင်လည်းဘေးကအဝါလေးရှိတယ် အဲ့ဒါမစားဘူးစားတယ် yes ကြောင်မှုရှိတယ် ဘေးကြောင့်ဘေးကောင်းစားတယ် very good ဆက်ရှိတယ် oh yeah အဲ့လိုဆို ဟမ် yeah you like wow ဒီဆက်ပါတယ်မိုးပါတယ်တောင်းကြပြီ yeah အားရမလား you like တစ်မျိုးရှိတယ်ဒီလို ဒါစိုက်လေးတွေတဲတော့မြောက်ဆိုဒါဆိုတော့ပဲ There's no high heels for kids. yeah ခဏကမရဘူးခုတော့ရရဟာလို့ဝယ်တာ ကလေးဆိုင်မှမရှိရအောင်အဲ့ဒါ New Year ရက်ကလေးမှာ shopping လေးတစ်ဖြတ်ထွက်လာပါတယ် shopping လေးတစ်ဖြတ်ထွက်တယ်ဆိုတာတီရီကဖက်နက်လိုပဲဘာဖက်နက်လဲဆိုတော့တောက်ဖက်နက်တီရီစီမှာတောက်ဖက်နက်ကအခု
ခုဘာပဲရှိလဲဆိုအမဲရောင်ပဲရှိတယ်အမဲရောင်ပဲရှိရဆိုတော့အသားရောင်အဲ့လို neutral color ပေါ့နော်အသားဖြစ်ဖြစ်အဲ့လိုအဖြူပဲသွားတဲ့ဟာမျိုးလေးဖြစ်ဖြစ်ကိုသွားဝယ်မယ်ဆိုပြီးတော့60ကြီးကိုရောက်သွားတယ်စိုက်တဲ့ဟာကိုလည်းတွေ့တယ်ဒါပေမဲ့စိုက်မရှိဘူးစိုက်ကတီရီက30နဲ့မှ9နိုင်ငံမှာဆို36ကစိုက်တော်များများမှာ36ပဲရှိရတယ်35အကုန်စိုးတော့အဲ့တော့နောက်ဆိုင်နေတဲ့သွားကြည့်တယ်အကုန်လုံး35ကမရှိဘူးတော်တော်များများက36ကစိုက်အသေးဆုံးပဲဆိုဒီမြင်းစား6နဲ့ဘယ်လို့မှမတော်ဘူးအဲ့တော့ဒါပေမဲ့ကံကောင်းကျင်စွာပဲကိုတော့အရှုံးမပေးတဲ့နှလုံးသားနဲ့ तू ကလာပါအပေါ်ဆုံးတက်ကိုတော့ကြည့်အောင်နဲ့ Terminator 1အပေါ်ဆုံးတက်အဲ့နဲ့ fiction တော့အင်းကြည့်မယ်ဆိုပြီး Terminator 1အပေါ်ဆုံးတက်ကိုရောက်သွားတဲ့အချိန်မှာ तू က local brand custom made ကိုမှတော့ဘယ်လိုလဲဆိုအဲ့လို bridal shoe လေးများတယ်ကွာအဲ့လို bridal shoe color လေးပေါ့နော်ဆို neutral color လေးပေါ့ဇာလေးနဲ့ရောအဖြူလေးနဲ့ရောမစိုးဝိတ်ဆိုင်နေဈေးလေးလည်းမစိုးဘူးပေါ့နော်ဆိုတော့အဲ့ဒီဆိုင်မှာတရံတွေ့သွားပါတယ်ရှင်ဆိုတော့ thanks to တယောက်တော့သူအဲ့ဒါလေးကတော့ TV ကပြဿနာလေးတီးရီက35ဟိုမှာတီးရီ6ကအဲ့လိုရှည်ပြီးတော့ဖနှောက်ကလည်းအဲ့လိုသေးတော့ဖနှောက်ကတုံးတိုင်းဟာရီဆိုရင်36ဆိုရှေ့ဆိုတော်တယ်ဒါပေမဲ့အနောက်ကဖနှောက်ကကျွတ်ထွက်သွားတယ်အမြဲတမ်းပဲအဲ့တော့ကိုကဒီဟာအဓိကကလည်းဟိုလိုမျိုး everyday အတွက်ဝယ်တာလည်းမဟုတ်ဘူးလေ everyday wear အတွက်ဝယ်တာလည်းမဟုတ်ဘူးပွဲတက်မှာဆိုတော့ပွဲရောက်မှတည်ရမလားဖလွတ်ဆိုပြီးတော့ချော်လဲသွားရင်မသိဆိုရနော်ကိုရဲကမှကြောက်ကြရက်နေဆိုမဖြစ်ဘူးဆိုတော့ခြေထောက်ကိုဆွဲမြဲဖြစ်မယ်ကိုဆိုင်နဲ့ကိုဟာပဲဝယ်တာပိုသေးကြတယ်ပိုသေးကြတော့အဲ့ဒါ35နဲ့တီဗီတစ်ခုကြိုက်တဲ့ဟာက36ကွာဒီဇိုင်းလေးကဒါပေမဲ့ခုနကပြောတော့ဖနှောင်းကထွက်နေရဆိုအဲ့နဲ့ဒီဟာလေးကိုပဲဒီဝယ်လာပါတယ်ဆိုအဲ့ဒီဆိုင်လေးကလေတကယ်အဲ့လို bridal shoe လေးဝယ်ခြင်းတဲ့သူတွေအတွက်ဘတ်2000 3000လောက်နဲ့မစိုးဘူးလားလို့ဟိုပုံစံလေးတွေရောပါတော့သူကလေဒီစားတိုင်းတော့ထိုးသွားရနိုင်မယ် Ferran ဒါဒီလိုလေးအဓိကတီးရဒီအောက်ကခုံလေးနည်းနည်းပါတာကိုလေတီးရလိုချင်တယ်အရန်ဒီအောက်ကခုံရအရန်ထူလို့ရှင်လေကိုက miss ပြိုင်မှာမဟုတ်ဘူးအဆင်မပြေဘူးလေတီးလားပွဲတက်လောက်ဆိုတော့ပြီးဒီဟာကတော့အဖြူကိုမှခုနပြောသလိုအသားရောင်လေးနည်းနည်းလေးပါတဲ့ shoe လေးဆိုတော့တော်တော်လေးအဆင်ပြေဒါတော့မှဖက်နောက်ကနေနည်းနည်းလေးဟိုခြောင်ကျင်သေးရဒါပေမဲ့အဲ့ဒါကတော့တီးပြီးဘယ်လိုပဲပြောဟိုနည်းနည်းအကုတ်မိသေးရကွာဟိုလိုမျိုးလုံးဝအဲ့လို36လို့ထွက်နေရထက်ဆိုင်တော့အဲ့တော့တောက်ကလည်းမြင့်နေဆိုမစိုးဘူးပေါ့နော်ဒီထက် pointy hill ကိုတီးရပို့လို့ကျင်တာချားဆိုင်ကစ်မှာတော့တီးတွေ့ခဲ့တယ်ဒါပေမဲ့ size မရှိဘူးဒါပေမဲ့ဒါလေးကတော့မစိုးပါဘူးဆိုတော့ yeah ဒါလေးဝယ်ခဲ့ပါတယ်ဆိုတော့ yes this is my new year new shoe ဒါပေမဲ့မဟုတ်ဒီဟာရကတော့ပွဲအတွက် logo လိုရဲဆိုတော့ဝယ်ရမှာပဲနိတီလာမဝယ်လို့တော့မရပြီးတော့တချို့တောက်ဖက်နဲ့တရားကြတော့လဲအခုနောက်ပိုင်းမှာအဲ့လိုဒီဇိုင်းအရန်ပါတဲ့ဟာတွေတို့ဘာလို့ဆိုတီးရမဝယ်ပြတော့ဘူးဘာလို့လဲဆိုအဲ့ဒါတွေအဲ့လိုမှတ်မိလွယ်မှတ်မိဝယ်တယ်ခဏဟို miss and match လုပ်ပြီးတုံးလို့မရဘူးဆိုဒီလိုပြောင်းလေးတွေကိုဒီပို့ပြီးမှသဘောကျတယ်เนาะအဲ့ဆိုင်လေးကိုဒီဟိုကတော့လုတ်လိုက်မယ်ဟိုစာတန်းလေးကိုထိုးလိုက်မယ်တကယ်လို့ Terminal 21မှာအဲ့လို bridal shoe ရှာတယ်ဆိုလို့ရှိရင်အပေါ်ဆုံးတက်သူက5လွှာလားမသိဘူးအဲ့လို local made လေးရောင်းတဲ့အလွှာတွေလေဆိုအဲ့မှာသူကဆိုင်ကန်းလေးနဲ့နှစ်ခမ်းနဲ့ဆိုတော့ဒီဇိုင်းလေးကအဲ့မှာတီးတွေးခဲ့တဲ့ဟိုဟာလေးဆိုလို့ရှိရင်ဇာနဲ့လုပ်ထားတဲ့ bridal shoe လေးဆိုတော်တော်လှတယ်သိလားပြီးတော့ဟိုဒီဟိုဟာလည်းအနေမြင့်ရတယ်လေအစုံရှိတယ်ဆိုတော့မစိုးဘူးပေါ့နော် dinner ဝတ်ချင်တယ်အဲ့လိုပြီးတော့ bridal ဒီလိုမျိုး shoe ရှာနေရဆိုသွားပြီးတော့ကြည့်ပါအဲ့လို recommend လုပ်ချင်ပါတယ်ရှင်မယ်တဲ့ဖရโอเคတလူဒီနေ့အဲ့နဲ့နှစ်ယောက်သားဟောပေါ်လောက်စားမယ်ဆိုဘာလို့နေရာတိုင်းကကားချက်မှာနေရာတိုင်းကကားချက်ပြီးစောက်ဆိုင်တိုင်းက reserve လောက်ရမှာပါညာနဲ့ဆိုဘယ်မှပြင်ဆင်ပြီးမသွားချင်တော့ဘူးအဲ့တော့ဒီတို့နှစ်ယောက်ဟောပေါ်လောက်စားမယ်ပစ္စည်းဝယ်လာတယ်အိမ်မှာပဲဟောပေါ်လောက်စားမှာဖြစ်ပါတယ်ရှင်အဲ့ဒါတော့မသိဆိုရင် new year plan လေးပါပေါ့နော်အဲ့လိုဒီနေ့ကတော့ဘယ်လိုပြောပြမလဲresolution new year resolution တွေပါတယ်ဆိုတာထက်ကိုဖြစ်ချင်တယ်ဆိုပြီးတော့2026မှာဖြစ်ချင်တယ်ဆိုပြီးတော့စဉ်းစားထားတဲ့ကိစ္စလေး2ခု3ခုရှိရဲဆိုတော့အဲ့ဒါတွေကိုအကောင့်ထဲပေါ်ဖို့စူးစမ်းသွားမယ်နောက်ပြီးတော့ new year new me ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာထက်ကိုယ့်ရဲ့ old me ကိုပဲ better version ဖြစ်အောင်လို့စူးစမ်းမယ်လို့လည်းစိတ်ကူးထားတယ်။နောက်ပြီးတော့ vision board ပေါ့နော် vision board ကိုကအဲ့လိုမျိုးလောက်ကြတဲ့သူတွေလည်းရှိရဲတော်တော်များများဆို theory ကတော့အများသောဖြင့် theory iPad ထဲမှာလုပ်ပြီးတော့ iPad screen cover ဖြစ်ထားလေးရှိရပေါ့နော်ဆိုအဲ့ဒါလေးလည်းဒီနှစ်တော့ပြန်လုပ်မယ်ဒါပေမဲ့အရေးကြီးဆုံးလောက်အောင်မှာတစ်ခုရှိရဘာလဲဆိုတော့ theory ဒီ styling mood board ဆွဲရမယ်ဘာအတွက်လဲဆိုကိုအတွက်အခုတလောအဲ့လိုအဝယ်စားကိုဘာပုံစံဘယ်လိုဝယ်ရမယ်ကိုယ့်ရဲ့ personal style ဆိုတာဘာလဲဆိုတော့ဒီပျောက်ဆုံးနေအဲ့လိုမျိုးအများနဲ့ theory ကတော့ okay ဂျင်မောင်ရဲ့ t-shirt ကိုအများ
မြဲတမ်းဝတ်တယ်ဆိုတော့အားလုံးမသိပါရဲ့ဒါပေမဲ့ other than that ပေါ့နော်ဘယ်လို styling လုပ်လို့ရမလဲကိုယ်ထဲမှာရှိရဟာနေပြီးဘယ်လို pieces တွေကလိုနေလဲကိုယ့်ရဲ့ wardrobe မှာအဲ့လိုမျိုးတွေ့ရဟာယူဒီတိုင်းကောက်ဝယ်လိုက်တာတက်စားလို့ရှိရင်ကိုယ့်ရဲ့ဘယ်လိုဟာတွေက investment pieces ဖြစ်မလဲပြီးလို့ရှိရင်အဲ့ဒါတွေနဲ့ကိုယ့်ရဲ့ style ကိုဘယ်လိုမျိုးဖြစ်မလဲဆိုတော့ပို့ပြီးမှရှာဖွေတွေ့ရှိဖို့အတွက်စ조사ရမယ်2025မှာကိုကျင်းနဲ့လာလို့မေးလို့ရှိရင်တော့ yeah ကျင်းနဲ့တယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့Okay မကျင်တတ်တာကတော့တခုမကျင်တတ်တဲ့ဟာကနေစပြောမယ်မကျင်တတ်တဲ့ဟာပါလဲဆိုကျမရေးကတော့အားရမှုမရှိဘူး။ဘာလို့ကျမရေးဒီနှစ်မှာမကောင်းခဲ့ဘူး။မကောင်းတဲ့ຢာတွေအများကြီးနဲ့ဖြစ်ခဲ့တယ်လို့ကျမရေးမကောင်းဘူးပေါ့နော်ရှင်းပြအဲ့တော့2026မှာတော့ one of the goal ကတော့ကျမရေးပိုကောင်းအောင်လို့ပို့ပြီးတော့မှစ조사ပြီးတော့ queue ဆိုင်ပြီးတော့နေထိုင်မယ်အဲ့ဒါ first လေနောက်ပြီး2025မှာနောက်တစ်ခုမကြိုက်တာကတော့ that's it I think ဟုတ်တယ်ကြိုက်တဲ့ဟာတွေကတော့အများကြီးပဲပထမဆုံးချက်ကကြတော့ DVD ကိုယ့်ရဲ့ဒီ acting career နဲ့ပတ်သက်လို့point တစ်ခုကို acknowledge လုပ်ခံရတယ်လို့ထင်တယ်ဒီပြန်ပြောရရုပ်ရှင်ရုံတင်တဲ့အခါမှာပြီးတော့အဲ့လိုပြီးတော့ဒီ opportunity ကိုလိုချင်တဲ့ဟာတွေလည်းရခဲ့တယ်ပေါ့နော်ဆိုတော့ not bad အရန်ကြီးကျင်နဲ့လားမကျင်နဲ့ဘူးလားဆိုတာထက်ဘယ်လိုပြောမလဲကောင်းတဲ့အရာရခဲ့တယ်လို့ပို့ထင်တယ်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီ TV TikTok with ဒီဆိုနေပတ်သက်တဲ့ဒီ event လေးလုပ်ဖြစ်ခဲ့ရဲဆိုတော့နောက်နေ့ဒီမှာအဲ့ event တွေပို့လုပ်သွားနိုင်မှုပို့စူးစမ်းမယ်ဆိုတော့ဒါကလည်း one of the good things ပေါ့နော်ပြီးလို့ရှိရင် TV ဒီလိုမျိုးတငယ်ချင်းအစ်စ်တွေပေါ့တငယ်ချင်းအစ်စ်တွေဆိုတာ girl group ပေါ့နော်အဲ့လိုမျိုးလေးရရဲဆို that is also a good thing ပြီးတော့ကိုယ့်ပေါ်မှာဘသူကဘယ်လိုသဘောထားတယ်ဘသူကကောင်းစီခြင်းနဲ့ဘသူကတော့ဘယ်လိုစိတ်ရှိရဲဆိုတာတွေကိုလည်းသိခဲ့ရတယ်ဒါပေမဲ့ lesson ကြီးမားမားနဲ့သိခဲ့ရတာမဟုတ်ဘဲနဲ့ they just show it ကွာသိလားအဲ့လိုမျိုးဆိုတော့ကိုကအရင်ထိခိုက်နေတာမဟုတ်ထိခိုက်နေတာမဟုတ်ဘဲနဲ့ရခဲ့တယ်ပေါ့နော်အဲ့လိုဘသူကဘသူဆိုတာသိခဲ့ရဲဆိုတော့ that is also a good thing ပြီးတော့Yeah 2025ကတီးအတွက်ကကောင်းခြင်းတွေများတယ်ကောင်းတဲ့ຢာတွေပဲယူမယ်ဆိုတော့အဲ့လိုမျိုးပို့ပြီးပြောလို့ရပါတော့ခုနပြောတယ်မကောင်းတဲ့ຢာတွေကတော့လူတိုင်းရဲ့ဘဝမှာရှိနေရပဲဒါကြီးတွေတော့တီးတကူတကကြီးစကားရဲ့ထည့်ပြောရလောက်အောင်လို့ကြီးမားမားရှိဖြစ်ခဲ့တာဘာမှမရှိဘူးအဲ့တော့ထည့်မပြောတော့ဘူးဒါပေမဲ့ကောင်းခြင်းတွေကိုပဲတီးပို့ပြီးတော့မှ focus လုပ်တယ်ပို့ပြီးတော့မှပို့ပြီးတော့ဘယ်လိုပြောမလဲမြင်နေပေါ့နော်နောက်တစ်ခုလို့ရှိရင် investment လုပ်ဖြစ်တယ်ဥမာဒီ camera ဆိုလို့ရှိရင်လည်း TV အလုံးနဲ့ပတ်သက်လို့ TV ဝယ်ခဲ့တယ်ဆိုဒါကိုလည်းဒီကောင်းကောင်း use လုပ်ရတယ်ကောင်းကောင်းလည်းဒါအသုံးပြုရတယ်ဆိုဒါမျိုး investment တွေလည်း TV ပို့ပြီးတော့နောက်နှစ်တွေထဲမှာပို့ပြီးလုပ်သွားဖို့ပဲရှိတယ်ဆိုတော့လိုအပ်တာတကယ်လိုအပ်တာပဲပေါ့နော်ကိုယ့်ရဲ့ career အတွက်ကိုယ့်ရဲ့အတွက်အဲ့ဒါပေါ့နော်ဖေးရနေချီနောက်ပြီးတော့ဒီ theory ရဲ့ unfilter ဆိုတဲ့ talk show လေးကိုလည်းဒီနောက်နှစ်ထဲမှာဘယ်လိုဆက်ပြီးတော့ဒီဟာလေးကို branding လေးကိုဘယ်လိုသွားလို့ရမလဲဆိုတာကိုလည်းပို့ပြီးတော့မှrebrand ပြန်လုပ်မယ်ပို့စူးစမ်းမယ်ကိုယ့်ရဲ့အခုတီးသွားနေတဲ့တီးဘွားရဲ့ရောက်နေတဲ့နေရာတီးသွားနေတဲ့လမ်းနဲ့ဘယ်ဟာကပို့ပြီးတော့ align ဖြစ်မလဲပေါ့နော်ဘယ်လိုပုံစံက align ဖြစ်မလဲဆိုတာကိုဒီပို့ပြီးတော့မှစူးစမ်းပြီးတော့မှရှာဖွေမယ်ဒါမျိုးလေးပေါ့yeah that's it ဒီနှစ်ကတော့ဒီအတွက်ကခုနပြောသလိုကောင်းချင်းတွေပဲကြည့်မယ်ဆိုကောင်းချင်းတွေများရဲ့နှစ်ပါနောက်နှစ်မှာလည်းအဲ့လိုပဲကြုံပါစေလို့ဒီဆူတောင်းပါတယ်ဖြစ်မှာပါဖြစ်မှာဆူတောင်းတယ်ဆိုတာတဲ့ကိုလှုပ်တဲ့လောက်ကလည်းစကားပြောသေးရဲ့လीเนาะဒီနှစ်ကလူကောင်းနေတယ်ပဲတွေးချင်တယ်ဒီနှစ်ကတော့အချစ်ခံချင်တယ်ဒီနှစ်ကတော့တငယ်ချင်းကောင်းဖြစ်ချင်တယ်ဒီနှစ်ကတော့ပတ်စံနေရှိချင်တယ်ဆိုပြီးတော့အလုပ်လဲမလုပ်အိမ်မှာထိုင်ပြီးလို့ရှိရင်သူများကိုလည်းကိုကမချစ်ပေးပြီးရင်သူများကလည်းကိုမကောင်းတာတွေလုပ်နေလို့ရှိရင်တော့ကိုဖြစ်ချင်တဲ့ဟာတွေတကူမှဖြစ်လာမှာမဟုတ်ဘူးလေဒီလားဆိုကိုဘက်ကလည်းနောက်တစ်ခါဘာတွေကိုဘယ်လိုတငယ်ချင်းတွေပေါ်မှာမိသားစုပေါ်မှာချစ်သူပေါ်မှာကိုပေါ်ကောင်းတဲ့သူတွေပေါ်မှာဘာတွေပို့ပြီးတော့မှပေးဆက်လို့ရမှာလဲပေါ့ကို drain မဖြစ်စေဘဲနဲ့ပေါ့နော်ကို drain မဖြစ်စေဘဲနဲ့ကိုကုညီလို့ရတဲ့ဟာမှန်သမျှလည်းအကောင်လုံးဒီထက်မှကကုညီသွားမယ်နှုတ်နဲ့ကုညီတာပဲဖြစ်ဖြစ်အဲ့လိုမျိုးဘယ်ဟာမဆိုဒီထက်ပိုပြီးကုညီနိုင်အောင်မှစူးစမ်းသွားမယ်ပေါ့နော်ဒါကတော့ကိုချထားတဲ့တဏိဋ္ဌာန်ပေါ့ဘာလို့လဲဆိုတော့အဲ့ဒါတွေကလေတစ်ချိန်ချိန်မှာကိုစီကိုအဲ့လိုကိုပြုတ်လုလိုက်တဲ့အရာလေးတစ်ခုอ่ะလေ they come back in a way that I don't expect at all ကွာတိလား expect လုပ်ထားတဲ့နီးလန်းတွေကနေကိုစီကိုဒီကောင်းချင်းတွေကပြန်လာတာမဟုတ်ဘူးကိုမမျှော်လင့်ထားတဲ့ကိုဒုက္ခရောက်နေတဲ့ချိန်ကိုအဲ့လိုအစင်မပြေဖြစ်နေတဲ့အချိန်တွေမှာဒီကောင်းချင်းတွေကတနည်းနဲ့တနည်းကိုစီကိုပြန်ရောက်လာလေးရှိရဆိုတော့လေဒီအရန်ယုံကြည်ရပါဆိုဖြစ်ပြန်ပေါင်းများဆိုတာလေဒီကြုံခဲ့ဘူးတဲ့ဆိုတော့ဒါမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါဘာပဲရှင်း
ဆိုတော့အားလုံးပဲဒီ vlog လေးကိုဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်ဒါ2025အတွက်နောက်ဆုံး vlog ပေါ့နော်ဒီနေ့ညမှာတော့ဒီလိုခုနပြောသလို hot pot စားပြီးတော့ဒီနားမှာကအမြဲတမ်းမီးပန်းဖောက်လေးရှိရဲဆိုတော့မီးပန်းဖောက်တဲ့ဟာလေးကိုတော့ရိုက်ပြီးတော့ဒီမှာထည့်ပြီးသွားမယ်ဆိုတော့အားလုံးပဲနှစ်သက်ကိုအနေကင်းကင်းရှင်းရှင်းနဲ့ကြော်ဖြတ်နိုင်ပါစေပြီးလို့ရှိရင်ကျမကြီးပို့ပြီးတော့ queue ဆိုင်ကြပါကျမကြီးမကရင်ဘာမှလုပ်လို့မရပါဘူးပတ်စံနဲ့ပုတ်ကုန်ပါရဲ့လန့်နေတာဘာကြီးလည်းမသိမီးပန်းနေဖောက်နေပြီမီးပန်းနေကြိုအောင်ဖောက်နေကြမြင်ရလားမမြင်ရအောင်ဟုတ်ပန်းနောက်ကမမြင်ရသေးဘူးဆိုမိဘနေအောင်ကြိုဖောက်နေကြပြီသူတို့ရဲ့အားကျုံမှန်တက်ရှင်မှုအနေအကင်းကင်းနဲ့နှစ်သက်ကိုကြော်ဖြတ်နိုင်ကြပါစေခုနကပြောဆိုကျမရုပ်ကြီးဆိုင်ပါဖြစ်စင်တာတွေဖြစ်ချင်တိုင်းဖြစ်နိုင်ကြပါစေအဲ့လိုပဲသိဆုတောင်းပေးပါတယ်စိတ်အကျမ်းမာခြင်းကိုယ်ကျမ်းမာခြင်းစိတ်အကျမ်းမာခြင်းကိုယ်ကျမ်းမာခြင်းနဲ့လည်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတီးကိုလည်းချစ်ပေးလို့ရောတီးကိုဘာပဲလုပ်လို့တီးလို့ဆိုပြီးတော့ supportive ဖြစ်ပေးပြီးတော့အားပေးရလူတွေအကုန်လုံးတော့တူတယောက်ချင်းစီတိုင်း I'm so grateful for you guys ပါကျေးဇူးလည်းရမ်းတင်ပါတယ်တီးရဲ့ဒီနှစ်တိုင်းပြောင်းလဲသွားတဲ့ journey တွေတိုးတက်လာတဲ့ journey မှာအတူတူ like ခဲ့ကြဖို့ဒါတီးအတူ like ခဲ့ကြမယ်လို့လည်း I know it ဆိုတော့ဖိတ်ခေါ်တယ် so yes let's go through life together I love you guys bye bye be safe